အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကည9နာရီချိန်မှာတော့ရန်ကုန်မြို့တူနာအားကစားကွင်းကြီးထဲမှာတော့မြန်မာယူဆက်ခွန်မျိုးသားအသင်းနဲ့အိန္ဒိယယူဆက်ခွန်မျိုးသားအသင်းတို့ကတော့နိုင်ငံတကာခြေစမ်းပွဲစဉ်တစ်ပွဲတည်းရှင်တန်းကစားခဲ့ကြတာလည်းဖြစ်ပါတယ်မြန်မာယူဆက်ခွန်မျိုးသားအသင်းရောအိန္ဒိယယူဆက်ခွန်မျိုးသားအသင်းရောကျွန်တော်တို့အာရှဖလားပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်လာတဲ့အသင်းနှစ်သင်းဖြစ်တာလည်းဖြစ်ပါတယ်အသင်းနှစ်သင်းနေနဲ့ကျွန်တော်ခြေစမ်းပွဲစဉ်ကိုရှင်တန်းကစားခဲ့တာလည်းဖြစ်ပါတယ်မြန်မာယူဆက်ခွန်မျိုးသားအသင်းကတော့တော်တော်လေးကျွန်တော်အနေငယ်အားနေနေတာပေါ့ခင်ဗျာကျွန်တော်မြင်ရတဲ့ပုံကတော့ကျွန်တော်ပွဲစားကတဲ့ကအိန္ဒိယအသင်းရဲ့ဖိအားပေးတိုက်စစ်စင်ကြီးကိုခံခဲ့ရတာလည်းဖြစ်ပါတယ်အိန္ဒိယယူဆက်ခွန်မျိုးသားအသင်းကတော့သူတို့ရဲ့အသင်းကောင်းဆောင်ကျွန်တော်10ရဲ့အဓိကမောင်းနှင်အားနဲ့ပဲအသင်းကိုတော်တော်လေးကောင်းမွန်တဲ့ပုံစံကိုပုံဖော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မြန်မာယူဆက်ခွန်မျိုးသားအသင်းကတော့နိုင်ငံတကာခြေစမ်းပွဲစဉ်ကိုခုမှစတင်အာရှဖလားခြေစစ်ပွဲပြီးကြတဲ့ကျွန်တော်တို့ပွဲစဉ်တစ်ပွဲမှခြေစမ်းပွဲကစားခဲ့ခြင်းမရှိဘဲနဲ့အခုမှခြေစမ်းပွဲကိုစတင်ကစားတာလည်းဖြစ်ပါတယ်။ဒါကတော့အိန္ဒိယယူဆက်ခွန်မျိုးသားအသင်းရဲ့ပထမဦးဆောင်မှုဖြစ်ပါတယ်။ဒါကတော့မြန်မာအသင်းကစားသမားတွေတိုက်စစ်ကိုလုံညွန်လိုက်ပါမှုကနေတစ်စစ်အိန္ဒိယယူဆက်ခွန်မျိုးသားတင်ကတော့ကျွန်တော်တို့တန်တန်တိုက်စစ်ကနေကျွန်တော်တို့အိန္ဒိယ18ကိုက်လောက်ကနေဟိုကန်သွင်းသွားခဲ့တာလည်းဖြစ်ပါတယ်တော်တော်လေးလှပါတယ်တိုက်စစ်အတွက်ဘက်ကလည်းတော်တော်လေးကောင်းပါတယ်ဒီနေ့ပွဲစဉ်မှာတော့မြန်မာယူဆက်ခွန်မျိုးသားတင်ရဲ့ကျွန်တော်တို့နောက်ခံလူအောင်တီဟအသင်းကောင်းဆောင်မော်ခင်ဗျာအောင်တီဟအနေနဲ့အနေငယ်ကြက်ခိုင်မှုမတီးဝါလို့ဒီနေ့ပွဲစဉ်မှာမပါဝင်နိုင်ဘူးလို့သတင်းတွေထွက်ခဲ့ပေမဲ့ပြန်လည်ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့သူအနေနဲ့ကတော့နေငယ်မှားယွင်းနေတီးလို့မိနေတာကိုလည်းတွေ့နေရပါတယ်။ဒါလည်းဘောလုံးမွေးတစ်ပွဲမှာဖြစ်လေဖြစ်တာရှိတဲ့အမှားတွေပေါ့ဗျာ။ဒီမှားတွေကိုတော့အာရှဖလားအာရှဖလားပြိုင်ပွဲမှာပြန်လည်ပြီးတော့ကျွန်တော်တို့ပြင်ဆင်နိုင်မယ်လို့ညွှန်လင်းပါတယ်။မြန်မာဒါကတော့အိန္ဒိယအသင်းတော်တော်လေးကောင်းမွန်တဲ့ကျွန်တော်ဒုတိယဦးဆောင်မှုဖြစ်ပါတယ်ဒီဦးဆောင်မှုနှစ်ပြခံရကလည်းအိန္ဒိယယူဆက်ခွန်မျိုးသားအသင်းရဲ့အသင်းကောင်းဆောင်တွေကနှစ်ပြခံခဲ့တာလည်းဖြစ်ပါတယ်တော်တော်လေးကောင်းပါတယ်ဒီမှာနောက်တန်းနေငယ်ပေါ်ရောနေမှုကိုခွင့်ကောင်းယူတော့တွင်းယူခဲ့တာလည်းဖြစ်ပါတယ်တော်တော်ကောင်းပါတယ်ဒီမှာယူဆက်ခွန်မျိုးသားအသင်းကိုကြံပေးချင်တာကတော့ကျွန်တော်ဒါတေကမော်ဒီတောက်ကမော်ဒီကိုပဲအာမတိပဲနဲ့ကျွန်တော်တို့ဒီလိုကစားခွက်ကနေလဲကိုသွင်းတက်ဖို့အများကြီးလေ့ကျင့်ရအောင်မှလည်းဖြစ်ပါတယ်လေ့ကျင့်နိုင်မယ်လို့လည်းယုံကြည်ပါတယ်ဒါကတော့မြန်မာယူဆက်ခွန်အမျိုးသားတင်ရဲ့ခြေပါကူဖြစ်ပါတယ်ဒါကတော့သူတို့သွင်းနေကြပုံစံတိုင်းပေါ့ခင်ဗျာသူသွင်းနေကြပုံစံတိုင်းကနေပဲသွင်းယူရတာဖြစ်ပါတယ်တေကမော်ကနေတင်ပေးလိုက်တယ်ခေါင်းတိုက်တယ်ကူးသွင်းတယ်ဒါကတော့ယူဆက်ခွန်မျိုးသားတင် trademark လို့တော့ပြောလို့ရပါတယ်ခင်ဗျတော်တော်ကောင်းပါတယ်ဒါမှလည်းဒီနေ့ပွဲစဉ်မှာအဝေးကနေကန်ချက်တွေလည်းတော်တော်များများကျွန်တော်ဂိုးဝင်လူနီးပါးဖြစ်ခဲ့တာတွေ့ရပါတယ်ကျွန်တော်9လုံး10လုံးလောက်ရှိပါတယ်ကန်ချက်တွေတော်တော်ကောင်းပါတယ်ဧရိယာတင်ကကန်ချက်တွေကစ်ပါဝါတွေတော်တော်ပြင်းပါတယ်ဒါမှလည်းကိုပေါ့တဲ့ဖို့တော့နည်းငယ်လိုအပ်နေတာခင်ဗျာဒါတော့မြန်မာတင်ချစ်ပါကိုပါအားလုံးကျေးဇူးတင်ပါတယ်ကိုမမကောင်းမွန်တဲ့မှတ်ချက်လေးတွေရေးပေးခဲ့ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ကိုမမမြန်မာယူဆက်ခွန်မျိုးသားတင်နဲ့ပတ်သက်တဲ့အကြံပေးချက်တွေကိုလည်းစိတ်ထဲမှာရှိတဲ့အတိုင်းပို့လင်းရေးပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်